ဒါကတော့ဒီနေ့ချက်သားတဲ့ငရှင်နဲ့စက်သားဟယ်လိုဒီနေ့မှာတော့စက်သားချက်မယ်ဒါကတော့ရေခဲစစ်တာတွေထုတ်ထားတဲ့စက်သားလေးပေါ့နော်ဒါကကျွန်မရေခဲစစ်တာကိုထည့်ခင်အသားကိုစားနဲ့စိမ့်ပြီးတော့ပြန်ဆယ်ပြီးတော့ရေခဲစစ်တာကိုရေနှစ်ထပ်သုံးထပ်လောက်ဆေးပြီးတော့ရေခဲစစ်တာလေးထည့်ထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်မကပြန်ထုတ်ပြီးတော့ရေလေးနဲ့ပြန်ပြီးတော့စိမ့်ပေးပါတယ်ရေခဏစိမ့်ပြီးရေတစ်ထပ်လောက်ပဲဆေးရတော့ပါတယ်ဘာလို့ဆိုတော့အသားအရသာတွေအကုန်လုံးအရသာမရှိတော့မှဆိုလို့ပေါ့နော်တို့တွေဟင်းအသားရေခဲတစ်တာတွေကိုမထည့်ခင်တော့ကလည်းရေအသားကိုစားနဲ့စိမ့်ပြီးတော့တေချာထည့်ထားတဲ့အတွက်ကြောင့်ကျွန်တော်ရေစက်ကြလေးကိုစိမ့်ပြီးတော့အသားလေးကိုတေချာပြတ်ပုံးပြီးလို့တလောက်စားနိုင်တလောက်လေးပေါ့နော်ထည့်ပြီးတော့ပိုးတဲ့ဟာလေးကျွန်မရေခဲတစ်တာလေးထည့်လိုက်တယ်ရေတရားလေးကိုကျွန်မရေတစ်ထပ်ပဲစီးပါတယ်နားလေးစီးထောက်လိုက်တယ်ဒါကတော့စက်သားကိုတခါလေးခုတ်ထွင်ပြီးတော့အဲ့လိုမျိုးစိန်ထားတဲ့အတွက်ကြောင့်မလို့ဒါကြတော့အရင်သစ္စာရရေလေးနဲ့တစ်ထပ်လောက်ဆေးပြီးတော့အရင်သစ္စာရုံပဲပေါ့နော်ပြီးရတဲ့အခါကျွန်မကပကံလွတ်ထဲကိုစက်သားလေးဆက်ထုတ်လိုက်ပြီးစက်သားလေးအရောင်လေးရဲနေရောပဲပြီးအခါကျွန်မကစားလေးထည့်ပါတယ်ရှုမုတ်လေးနဲ့ထည့်ပါတယ်စလိမုတ်လေးနည်းနည်းဖြူပါမယ်။ပြီးရကဟင်းလေးမွေးအောင်လို့ဟင်းမွေးမဆလာလေးတစ်စုံထည့်လိုက်ပါတယ်ရှင်။အဲ့ဒါဟင်းမွေးမဆလာလေးတစ်စုံထည့်ပြီးတဲ့အခါကျွန်မအသားလေးကိုနှောင်းနေလိုက်ပါတယ်။အသားကိုပေါ့နော်တေချာလေးကိုဆုပ်ပြီးတော့ညှစ်နေပြီးလိုက်တာ။အဲ့လိုနဲ့အသားလေးလည်းနှံ့ပါပြီဆိုတော့ခဏတစ်ပြုတ်ကျွန်မကပတ်ရိုက်ပြီးတော့ခဏလေးအသားနှက်ထားပါမယ်ရှင်ဒါဆိုရင်တော့အသားလေးနေပြီးအသားခဏနှက်ထားမယ်အသားနှက်ပြီးတဲ့အခါကျမကဒါစက်သွန်အဖြူပေါ့ဒါကျမတို့စက်သွန်အဖြူလေးပေါ့ဆနာနှွာလာတဲ့စက်သွန်အဖြူလေးရယ်စက်သွန်အဖြူကကြတော့ကျမတို့တေးသေးလေးထည့်ထားပါတယ်စက်သွန်အဖြူတေးသေးလေးထည့်ရင်အားဖြင့်ဟင်းရတာကိုမှုေးဆိုင်စေတယ်ပေါ့နော်စက်သွန်အဖြူရယ်ပရေကိုလေးနည်းနည်းလေးကျမချင်းမသုံးပါဘူးပရေကိုတေးသေးလေးထည့်ပဲပြီးတော့စက်သွန်အနီထည့်တယ်ငရုတ်တီကလည်းအရန်ကောင်းပါတယ်ဒီကနေ့ငရုတ်တီပါရလိုချင်တယ်ဆိုလို့ကျမစီမမှားလေးရပါတယ်ကျမအမကသူလည်းထောင်းတဲ့သူငရုတ်တီလေးပါကြိတ်တယ်ပေါ့နော်လော်တယ်သူရငရုတ်တီရဆိုလို့ရှိရင်နည်းနည်းလေးထည့်လိုက်တဲ့အရောင်လေးအရန်လာပါတယ်ပြီးတော့ကျမစလိမုတ်လေးနည်းနည်းထည့်လိုက်ပါတယ်ပေါ့နော်စီချက်တဲ့အခါစလိမုတ်မထည့်တော့ဘူးပေါ့နော်တခါလေးထည့်ထောင်းလိုက်တဲ့အကောင်လုံးအရသာစားနည်းနည်းထည့်လိုက်တယ်ထည့်ပြီးတော့ကျမထောင်းပါတော့မယ်ရှင်အဲ့ဒါပြီးသွားပြီထည့်ပြီးသွားပြီဆိုတော့ကျွန်မငရုတ်စုပ်ပိနဲ့ထောင်းပါပြီအဲ့တော့ဒါဒီဥစ္စာတွေကိုတချို့လူတွေကတခုချင်းစီထည့်ထောင်းပါလို့ပြောပါတယ်ဒါပေမဲ့ကျွန်မကမျိုးသမမွေးပြီးထောင်းလိုက်ပါအဲ့တော့ကျွန်တော်ဖြူတွေရောဘရေကောလေးတွေရောဂျင်းအစားဘရေကောလေးထည့်ထားပါတယ်အဲ့ဒီညုတ်တိရောပါတယ်ရောပေါ့နော်အကောင်လုံးညက်ခံလေးပေါ့ဒါဆိုရင်ခဏနေညက်ပါပြီပေါ့နော်အဲ့တော့နည်းနည်းလေးကြာလေးထောင်းလာပေးတယ်သူကငရုတ်တီကတော့အကျန်းဘက်ကိုတုံလာတဲ့အတွက်ကြောင့်မလို့ကြာလေးထောင်းလာတယ်ထောင်းပြီးတဲ့အခါကျွန်မကစီအိုးပေးတာနဲ့အိုးပူလာတော့အိုးကလည်းအပူပေးတော့ဘေးနာကလည်းတူသွားတယ်အဲ့တော့စီလေးထည့်လိုက်တယ်ပြီးရင်ငရုတ်တီရောင်လေးထည့်လိုက်ပါပြီငရုတ်တီရောင်လေးအရင်လှပါတယ်ပေါ့နော်ဒါစလင်းမုတ်လည်းထည့်ဆောင်လို့တကားလေးစီဖြူထဲကိုထည့်ဒါကျွန်တော်လုံနာပြရဆိုတော့စက်သားဆွမ်းနာလုံနာတဲ့စက်သားလေးကိုထည့်လိုက်ပါတယ်စက်သားလေးကိုတိချာလေးကိုလုံးမွေလေးတိချာမှွေလိုက်ပါတယ်ဒီချာလုံးမှုမပြီးတော့အိုးကလေဘယ်လိုလဲဆိုတော့စီမထည့်ခင်တော့နည်းနည်းလေးထားလိုက်တော့နည်းနည်းလေးအောက်ကဖင်နဲ့တူသွားတယ်အဲ့တော့ပြီးသွားတဲ့အခါကျမကဒါလေးစက်သားလေးကိုလုံနှားလိုက်မယ်ပေါ့နော်လုံနှားပြီးတဲ့အခါခဏအဖုံးနာမယ်ပြီးရင်ကျမခဏအဖုံးလေးပြန်ဖွဲ့ပါမယ်
ကျက်သားလေးကလည်းခုလုံးလာတယ်သူ့ရည်နဲ့သူလုံးလာပြီးတဲ့ဟာကိုမှကျမကစွမ်းအောင်ကောင်ဒါငုပ်ဆောင်ရည်လို့စီတယ်ပေါ့နော်ငုပ်ဆောင်ရည်ပေါ့ငုပ်ပြီးထောင်းလာတဲ့ဆောင်ရည်ပေါ့အဲ့ဒီဆောင်ရည်ကိုကျမကြက်ချင်းပြီးတော့အဲ့ဆောင်ရည်ထဲကိုရေထည့်မယ်ပေါ့နော်ဒါဆိုရင်ကကျက်သားခဏမှုတ်လိုက်တယ်ကျက်သားမှုတ်လိုက်တဲ့အခါမှာကျက်သားလေးကလည်းဒါသူ့ရည်နဲ့သူ့နည်းနည်းကျုပ်သွားပြီဆိုတာနဲ့ဒီမှာဆွမ်းနာဆောင်ရည်လေးကိုတေချာချင်းပြီးတော့ဆောင်ရည်လေးထည့်လိုက်တယ်ပေါ့နော်ဟာဆောင်ရည်လေးလေးထည့်ပြီးတော့ကျက်သားလေးတွေကိုနှက်ဆက်အောင်နည်းနည်းလေးမှုတ်လိုက်တယ်ဒါဆိုလို့ရှိရင်တော့အလောတော့ပဲပေါ့နော်မွေးပြီးတော့ဒီမှာဖုံခဏတော့ဖုံထားပေးလိုက်ပါမယ်ရှင်အဲ့လိုဖုံထားတဲ့မှာကျွန်မကတခြားလုပ်လေးလုပ်ဆက်ရှိတဲ့ငရှင်တုပ်စားပါမယ်ဒါငရှင်စားဖို့အတွက်ပြင်ဆင်ထားတာပေါ့ဒါကျွန်မငရှင်ဟိုတနေ့ရောက်ဝယ်လာတဲ့ငရှင်လေးပေါ့နော်အဲ့ငရှင်လေးကိုကျွန်မဘူးလေးကိုတိတ်ထားလိုက်ပါတယ်ငရှင်အနည်းနည်းပေါ့အပြင်ဟိုလမ်းမခိမှလည်းကြားတဲ့ကြောင့်ရေနဲ့ထွက်သွားလို့ကျွန်မကတိချာပြန်ဆေးပြီးတော့ဒါကိုပြန်သိရေကလေးတက်ထည့်ရတာပေါ့နော်အဲ့ငရှင်ကပစုံနဲ့ငဖယ်ချင်းပေါ့နော်နှစ်ခုရောတိတ်ထည့်လိုက်ပြီးတော့ကျွန်မကစီထည့်လာတဲ့ပကံတဲ့ကိုကျွန်မငဖယ်ငရှင်လေးတွေထည့်လိုက်တယ်ကျွန်မကစီကိုတခါလေးထည့်ထားလိုက်တယ်ပေါ့နော်ဒါကစားနိုင်တဲ့လောက်လေးကိုငဖယ်ချင်းလေးကိုထည့်လိုက်ပါတယ်ပြီးတဲ့အခါကျွန်မစက်တော်နီလေးပပလီထားတယ်စက်တော်နီလေးကိုရေစင်အောင်ဆေးပါတယ်ဟုတ်စင်အောင်တဲ့ပြီးတော့ထည့်တယ်ငြို့ပြီးပပလီတာငြို့ပြီးထည့်တယ်ညင်သီးတွေထည့်ပြီးတဲ့အခါအနံ့လေးမွေးအောင်လို့ပင်စိမ်းရွက်လေးကိုကောက်ထည့်ပါလိမ့်ရှင်ဒါတော့ပင်စိမ်းအပင်လေးပေါ့နော်အဲ့တော့ပင်စိမ်းပင်လေးကိုလည်းဒီမှာရွှေပြီးတော့ရေလေးတိချာပစွင်ရေမိုးချိုးပြီးတော့တိချာလေးထည့်လိုက်တယ်ပေါ့နော်ရေမိုးချိုးပြီးလို့ပြီးတဲ့အခါကျတော့ကျွန်မကစားခြင်းနဲ့ကြက်မုတ်လေးလက်နဲ့ကောက်ထည့်လိုက်တော့လက်လေးတပူပြီးအဲ့တော့ကျွန်မထည့်ပြီးရှုံမုတ်လေးစားလေးနည်းနည်းပဲထည့်တယ်ပေါ့ရှုံမုတ်လေးနဲ့အဲ့ဒါပြီးတော့ကျွန်မနယ်လိုက်တယ်ပေါ့နှံ့စားဒါတော့ကျွန်မစက်သားဟင်းအိုးတည်ထားတဲ့အချိန်မှာဒါလေးကိုလုပ်အရန်ဟင်းကအပူဟင်းပေါ့နော်အရန်ဟင်းပေါ့အဲ့တော့အတုပ်လေးရပြီအချင်းတုပ်လေးလည်းပြီးပြီဆိုတော့စက်သားလေးလည်းရပြီလားဆိုပြီးကျွန်မကြည့်တယ်ရေရနည်းနည်းခမ်းသွားပြီအဲ့တော့ရေလေးခမ်းသွားတဲ့အခါကျတော့ကျွန်မကဘယ်လဲဟင်းဒီအနံ့မွေအောင်လို့ထည့်တယ်ဟင်းလေးနဲ့မွေအောင်ထည့်တဲ့စီယာရွက်လေးကိုကျွန်မကပလှီရတယ်ပေါ့အဲစီယာရွက်လေးကိုကျွန်မကမွေအောင်လို့ဟင်းလေးမွေအောင်လို့စီယာရွက်လေးကိုဖြူပေးလိုက်ပါတယ်ရှင်အဲဒါစီယာရွက်လေးနဲ့ဆိုလို့ရှိရင်အနံ့လေးမွေးကြိုင်တဲ့ဟင်းအနံ့ရတာလေးတစ်ခုကိုရရှိပါတယ်ကျွန်မကဟင်းလေးပါရေးချက်တယ်ဆိုလို့ရှိရင်စားတွေတခါလေးထည့်ထောင်းထားတဲ့ရှမုတ်တွေပါထည့်ထောင်းထားတဲ့အတွက်ကြောင့်ဟင်းကအလိုနဲ့မြည်စရာမလိုတော့ဟင်းအရသာကွက်စတီပါပဲဒါတအောက်ထားပြီးတော့ကျွန်မကစားမယ်ဒါကတော့ပထိုးပေါ့နော်မနက်ဟောစားပြီးဒါကတော့စားခြင်းနဲ့စက်သားဟင်းလေး